ဒီပင်ကတော့ကြောင်ရှာပင်ပဲဖြစ်ပါတယ်ကြောင်ရှာပင်က၃မျိုးလောက်ရှိပြီးတော့အကျိုးသားကတော့အားလုံးကြောင်ရှာပင်အားလုံးအတူတူပဲဖြစ်ပါတယ်အသည့်အမြင့်အခောက်ကိုအသုံးပြုလို့ရနိုင်ပြီးတော့သူ့ရဲ့ရတာကဖန်ခါဆက်ရတာရှိပါတယ်ပူပြီးဆက်တဲ့တဘောရှိပြီးတော့ကြည်လွယ်စေတတ်ပါတယ်နှုတ်မြင်စေတတ်ပြီးတော့နှလုံးလေပင်ကိုအကျိုးပြုစေတတ်ပါတယ်ဝမ်းမိကိုတောက်စေတတ်ပြီးတော့လေသလေးကိုနိုင်စေတတ်ပါတယ်ဂူလုံးယောဂမြင်းတဲ့ယောဂပူယောဂစတာတွေကိုတက်တာပျောက်ကင်းစေတတ်ပါတယ်အပင်ကဖန်ခါဆက်တဲ့တဘောရှိပြီးတော့အေးတဲ့တဘောရှိပါတယ်ဝမ်းမိကိုတောက်စေတတ်ပြီးတော့ချုပ်စေတတ်ပါတယ်တုတ်ခွန်အားကိုတိုးပွားစေတတ်ပါတယ်ဒေါသ၃ပါးကိုငြိမ်းစေတတ်ပါတယ်နှုတ်မမြင်တဲ့ယောဂတဏိပအဖျားတွေစတာတွေကိုတက်တာပျောက်ကင်းစေတတ်ပါတယ်အစာမကြီးလေပြည့်ယောဂပူယောဂနဲ့ပြုတ်အံခြင်းချောင်းဆိုးခြင်းရင်ငတ်ခြင်းစတာတွေကိုတက်တာပျောက်ကင်းစေတတ်ပါတယ်ပန်းနာချောင်းဆိုးဖြစ်ခဲ့မယ်ဆိုလို့ရှိရင်တော့ကြောင်ရှာကောက်မုံကိုဂျင်းတက်ထုရီဒါမှမဟုတ်လို့ရှိရင်ပြားရည်နဲ့ရောဆက်ပြီးတောက်ပေးမယ်ဆိုလို့ရှိရင်တက်တာပျောက်ကင်းစေတတ်ပါတယ်အစာမကြေဘူးဆိုလို့ရှိရင်တော့ကြောင်ရှာကောက်အမုံကိုရင်နှွေးမှာ2နာရီလောက်စိမ်ပြီးတော့တစ်ခါတောက်ရင်တစ်ကြက်သားလောက်ညမနဲ့တောက်ပေးမယ်ဆိုလို့ရှိရင်တော့ဝမ်းမီးနှုံညင်ကြောင့်ဖြစ်တဲ့အစာမကြေတဲ့ယောဂါကိုတက်တာပျောက်ကင်းစေတတ်ပါတယ်ကြောင်ရှာရဲဓမ္မမဟုတ်ကြောင်ရှာကောက်ကိုရေမှစိမ်ပြီးတော့အဲ့ဒီရေကိုလှုပ်ချင်းပေးခဲ့မယ်ဆိုလို့ရှိရင်တော့ကရွင်း6ခွဲတဲ့အနာတွေကိုတက်တာပျောက်ကင်းစေတတ်ပါတယ်ဘိန်းစိတ်တင်းနေတယ်ဆိုလို့ရှိရင်တော့ကြောင်ရှာရဲတက်ထုရေကိုတိုက်ပေးမယ်ဆိုလို့ရှိရင်တော့ဘိန်းစိတ်တင်းတဲ့ဝေဒနာကိုတက်တာပျောက်ကင်းစေတတ်ပါတယ်